အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ April လ2ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညနားဆင်မယ့်သတင်းတွေကတော့ငလျင်ဘေးသင့်ပြည်သူတွေကိုချင်းပြည်ချင်းနဲ့အစိုးရကကျပ်သိန်း1000ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့အိန္ဒိယအစိုးရနဲ့လှူရှင်တွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရရမှာချင်းပြည်အစိုးရထိန်းချုပ်နယ်မြေတွေကိုဖျက်ဆီးခွင့်ပြုသွားမယ်လို့ချင်းပြည်ချင်းနဲ့အစိုးရပြောရေးဆိုခွင့်ရှိသူဒေါက်တာရွှေခါကပြောပါတယ်ချင်းပြည်တောင်ပိုင်းမင်းတပ်နဲ့ကံပလတ်မြို့တို့ကိုအကြမ်းဖက်စစ်ကောင်စီက2ရက်ဇက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဌာနဆိုင်ရာအဆောက်အုံနဲ့လူနေအိမ်တချို့ပျက်စီးမှုတွေရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိနိုင်ငံလုံးဆိုင်ရာပြည်သူဝမ်းနည်းခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်အဖြစ်သတ်မှတ်လိုက်တဲ့သတင်းတွေနဲ့အတူနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကိုချင်းပြည်ချင်းလန်းအစိုးရကကျပ်သိန်း1000ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့အိန္ဒိယအစိုးရနဲ့အလှူရှင်တွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရမှာချင်းပြည်အစိုးရထိန်းချုပ်နယ်မြေတွေကိုဖျက်ဆီးခွင့်ပြုသွားမယ်လို့ချင်းပြည်ချင်းလန်းအစိုးရပြောရေးဆိုခွင့်ရှိသူဒေါက်တာရွှေခါရပြောပါတယ်။မလ28ရက်က Richter scale 9.9 အဆင့်ရှိတဲ့အားပြင်းငလျင်ကြီးကြောင့်နိုင်ငံတော်ဝန်ကငလျင်ဘေးဒုက္ခသည်ဒေသတွေကပြည်သူတွေကိုကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ထိန်းချုပ်နယ်မြေတွေကစေယုံစေကန်းတွေမှာလည်းအခမဲ့စေကူတာခွင့်နဲ့နေရာထိုင်ရာအခက်ခဲရှိသူတွေအတွက်လည်းစီစဉ်ပေးမယ်လို့ချင်းပြည်ချင်းလန်းအစိုးရနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ဒေါက်တာရွှေခါရပြောပါတယ်။အိန္ဒိယဗဟိုအစိုးရပါဝင်အလှူရှင်တွေအရက်ဖက်အဖွဲ့အစည်းတွေအနေဖြင့်ငလျင်ဘေးဒဏ်သင့်မြန်မာပြည်ကိုကူညီထောက်ပံ့ရမှာဖြစ်ဖြစ်လူသားချင်းစာနာမှုဆိုင်ရာဝန်ဆောင်မှုပစ္စည်းတွေကိုပို့ဆောင်ရမှာဖြစ်ဖြစ်ချင်းပြည်အစိုးရထိန်းချုပ်ထားတဲ့နယ်မြေတွေကိုလွတ်လပ်စွာဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့လိုအပ်တဲ့လုံခြုံရေးကဏ္ဍတွေကိုလည်းယူဆောင်ပေးမယ်လို့ဒေါက်တာရွှေခါရပြောပါတယ်။ချင်းပြည်ချင်းလန်းအစိုးရဟာအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတွေပါဝင်ချင်းပြည်နယ်ကနယ်မြေအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယအစိုးရနဲ့ဒေသတွင်းအာဏာပိုင်တွေနိုင်ငံတကာအဖွဲ့အစည်းအများနဲ့မြန်မာငလျင်ဘေးကိုကူညီထောက်ပံ့ရမှာချင်းပြည်အစိုးရထိန်းချုပ်နယ်မြေတွေကိုလွတ်လပ်စွာဖြတ်သန်းခွင့်နဲ့လုံခြုံရေးကဏ္ဍတွေမှာကူညီပေးမယ်လို့ချင်းပြည်ချင်းလန်းအစိုးရကပြောဆိုနေတာဖြစ်ပါတယ်။ ဧပြီလ1ရက်ကနေငလျင်ဘေးဒဏ်ကြောင့်နိုင်ငံတော်ဝန်လုံးမှာသေဆုံးသူ2900ကျော်ထိခိုက်ဒဏ်ရာရရှိသူ4500ကျော်နဲ့ပျောက်ဆုံးသူ400ကျော်ရှိပြီလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ချင်းပြည်တောင်ပိုင်းမင်းတပ်နဲ့ကံပလတ်မြို့တို့ကိုအကြမ်းဖက်စစ်ကောင်စီက2ရက်ဇက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဌာနဆိုင်ရာအဆောက်အုံနဲ့လူနေအိမ်တချို့ပျက်စီးမှုတွေရှိခဲ့ပါတယ်။ယနေ့ဧပြီလ2ရက်နေ့ကလည်းတနအီခွဲလောက်မှာမင်းတပ်မြို့ပေါ်တနေရာကိုစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့မင်းတပ်မြို့ကန်ဒေသတွေကပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်သေဆုံးမှုမရှိပေမဲ့မင်းတပ်မြို့ပေါ်ကအစိုးရဌာနဆိုင်ရာရုံးတချို့နဲ့နေအိမ်တချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကနေ့မိုးလဲပိုင်း2နာရီလောက်မှာပဲမင်းတပ်မြို့အနီးကကံပလတ်မြို့ပေါ်တနေရာကိုရှမ်းတဲလေတပ်ကနေတက်လာတဲ့စစ်ကောင်စီရဲ့ Jet Fighter ကဘုံကျဲသွားတယ်လို့သိရပါတယ်။အဲ့ဒီမှာလည်းဌာနဆိုင်ရာရုံးနဲ့နေအိမ်တချို့ပျက်စီးခဲ့ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဧပြီလ1ရက်နေ့ကလည်းမင်းတပ်မြို့ကိုစစ်ကောင်စီကပေါင်900ဘုံနဲ့2ချိန်ထပ်မင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်မှုမရှိပေမဲ့နေအိမ်တချို့ပျက်စီးခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာငလျင်ဘေးဒဏ်ကြောင့်မတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့ထိနိုင်ငံတော်စစ်ဝန်내ချင်းအထိမ်းအမှတ်ရက်အဖြစ်သတ်မှတ်ထားပေမဲ့တစ်ဖက်မှာလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေနေရာအနှံ့မှာဆက်လက်ပြုလုပ်နေပြီးရက်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။ချင်းမကွေးနယ်ဆက်မင်းတပ်စောကြောက်ထုလမ်းဆောင်မှာစစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေတာကြောင့်အဲ့ဒီလမ်းပိုင်းကိုဒေသခံပြည်သူတွေဖျက်ဆီးခြင်းမပြုရန်တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။အင်အား80ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာမင်းတပ်စောကြောက်ထုလမ်းဆောင်ကန်ကြီးကျေးရွာကိုဧပြီလ1ရက်နေ့ကနေရောက်ရှိနေတာဖြစ်ပြီးဘယ်ကိုဥတီသွားမယ်ဆိုတာမသိရဘူးလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းဟာချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းတပ်မြို့ကိုဥတီနိုင်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကယူဆထားကြပါတယ်။စစ်ကောင်စီဟာဧပြီလ1ရက်နေ့ကနေမင်းတပ်မြို့နဲ့ကံပလတ်မြို့နယ်တွေကိုလေကြောင်းကနေတိုက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ကဧပြီလ23ရက်နေ့ကနေ20ရက်နေ့ထိနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်내ခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်အဖြစ်သတ်မှတ်ကြောင်းဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါတယ်။လက်ရှိကာလပြည်သူတွေပူဆွေးနေရချိန်မှာပြည်သူမှပြည်သူတို့အချင်းချင်းအားပေးနှစ်သိမ့်ဖို့အစီအစဉ်တွေကိုတဦးချင်းစီဖြစ်စေအစုအဖွဲ့အနေနဲ့ဖြစ်စေ
ငလျင်တန်တဲ့ပြည်သူအတွက်ကုသိုလ်ကောင်းမှုဆူတောင်းမှုစာနာရိုင်းမင်းကြောင့်ပြသတဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ဖို့ NUG ကတိုက်တွန်းထားပါတယ်အသက်ဆုံးပါသွားတဲ့ပြည်သူတွေနဲ့ကျန်းရစ်သူမိသားစုဝင်တွေအတွက်အောက်မေ့တရိယာခွန်အားယူဆူတောင်းပွဲပြုလုပ်တာရေစက်ချအမျှဝေတာသက်ဆိုင်ရာဘာသာအလိုက်ဆူတောင်းမြတ်တာပို့တာထိခိုက်ခံစားခဲ့ရတဲ့သူတွေအပေါ်စာနာနားလည်ပေးတာတွေကိုလည်းဒီမျိုးမျိုးနဲ့ပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်ဒါအပြင်မြန်မာပြည်အရေးကိုစိတ်ကောင်းစေတနာနဲ့ကူညီနေတဲ့နိုင်ငံတကာလူပုဂ္ဂိုလ်အဖွဲ့အစည်းအစိုးရတွေနဲ့အတူဝန်းနေကြောင်းပြသမှုနှစ်သိမ့်မှုဆူတောင်းမှုအတူတကွလှုပ်ဆောင်ဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်။ NUG အစိုးရအနေနဲ့စုမှုနယ်မြေတွေမှာငလျင်ဘေးဒဏ်သင့်လူထုကို82နာရီအတွင်းကူညီကယ်ဆယ်မှုတွေအပြည့်အဝအားစိုက်လုပ်နိုင်ခဲ့ပေမဲ့အကြမ်းဖက်စစ်ကောင်စီစုမှုဒေသတွေမှာတော့ကိုထိလက်ရောက်ဝင်ရောက်မကူညီနိုင်ခဲ့တဲ့အတွက်များစွာဝမ်းနဲ့စိတ်မကောင်းဖြစ်ရပြီးငလျင်ဘေးဒဏ်သင့်ပြည်သူလူထုကိုလေးနက်စွာတောင်းပန်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ငလျင်ကြောင့်တော်လှန်ရေးအင်အားစုတွေဘက်ကအပြစ်ရက်မယ်လို့ကြေညာထားပေမဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့ဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။စစ်တပ်အနေနဲ့လိုအပ်ရင်ကာကွယ်လုပ်ငန်းတွေဆောင်ရွက်ကဆက်လက်တိုက်ခိုက်သွားမယ်လို့AP လက်တရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်များအများစုတက်တဲ့ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားမှာပြောခဲ့တာပါ။တိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့အနေနဲ့အပြစ်ရက်မယ်လို့ကြေညာပြီးတိုက်ပွဲဖော်ဆောင်ခြင်းမရှိခဲ့ပေမဲ့တိုက်ခိုက်မှုတွေအတွက်စုဖွဲ့ခြင်းလက်ကျင့်ပြင်ဆင်ခြင်းလှုပ်ဆောင်နေတယ်လို့စစ်ကောင်ဆောင်ကဆွဆွဲပစ်တင်ပြီးဒီလိုလှုပ်ဆောင်မှုတွေကြောင့်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။မြောက်ပိုင်းညီနောင်သုံးဘက်ဖြစ်တဲ့ကိုကန့်တပ် MNDAA တအောင်းတပ် TNLA နဲ့အာရခတ်တပ်တော် AA တို့ကတော့အင်အားပြင်းငလျင်တန်ကြောင့်ပြည်သူတွေကိုထိထိရောက်ကူညီနိုင်ဖို့ခုခံကာကွယ်တာကလွဲလို့တလတာတစ်ဖက်သက်အပြစ်ခတ်ရစဲမယ်လို့ AP လက်တရက်နေ့ကကြေညာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းနိုင်ငံတော်မှာခုခံစစ်ကလွဲပြီးထိုးစစ်တွေကိုနှစ်ပတ်ကြာအထိရန်နာထားမယ်လို့မတ်လ31ရက်နေ့ကကြေညာခဲ့ပါတယ်။ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီဖို့သွားတဲ့တရုတ်ချက်ချီနီရင်နှန်းကိုတနက်နဲ့မိုးပေါ်ထောင်ကပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကယနေ့ဝန်ခံပြောဆိုပါတယ်။တရုတ်ချက်ချီနီအကူအညီပေးရင်နှန်းကိုစစ်ကောင်စီတပ်ကမနေ့ကပြစ်ခတ်ခဲ့တယ်လို့တအန်းတပ် TNLA ရဲ့ထုတ်ပြန်ချက်ပြောဆိုမှုကိုAP လ2ရက်နေ့မှာစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတုံ့ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ငလျင်တန်တဲ့သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်နိုင်ငံချက်ချီနီအဖွဲ့ရဲ့ရင်ကိုးစီးမှာနောင်ချိုကနေမန္တလေးသို့ထွက်ခွာလာစဉ်ယမန်နေ့ည9နာရီခွဲခန့်ကနောင်ချိုနဲ့ပြင်ဦးလွင်ကြားအုံမတီးရွာအနီးမှာစစ်ကောင်စီကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီရင်နှန်းဟာမြန်မာနိုင်ငံနဲ့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကိုအကြောင်းကြားထားခြင်းမရှိတဲ့အတွက်ရင်နှန်းကိုမိထိုးအချက်ပြကတားဆီးခဲ့ပေမဲ့မရခဲ့တဲ့အတွက်တနက်3ချက်မိုးပေါ်ထောင်ပြစ်မှတ်တာနောင်ချိုဘက်သို့ပြန်လှည့်သွားခဲ့တာလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။တရုတ်နိုင်ငံချက်ချီနီအသင်းရင်နှန်းဟာမန္တလေးမြို့ကိုခရီးဆက်မဲ့အကြောင်းစစ်ကောင်စီထံသတင်းပို့ခဲ့ပြီးဖြစ်ပေမဲ့စစ်ကောင်စီကအုံမတီချေးရွာမှာအသင်းဆောင်ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့တအောင်းတက် TNLA ကမနေ့ကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာတဲ့တရုတ်နိုင်ငံချက်ချီနီရင်တန်း6စီးကိုတအန်းတက်တပ်မတော် TNLA ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့လိုရာခီးကိုဆက်လက်ပို့ဆောင်သွားမယ်လို့ဆိုပါတယ်။ဂျမ်ဘတ်စစ်ကောင်စီကြောင့်မြန်မာနိုင်ငံတဝန်းမှာမတ်လတလအတွင်းရဲသားပြည်သူ86ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။မတ်လ1ရက်နေ့ကနေ31ရက်ထိနိုင်ငံတဝန်းအကြမ်းဖက်စစ်ကောင်စီကြောင့်အမျိုးသမီး28ယောက်နဲ့မျိုးသား58ယောက်စုစုပေါင်း86ယောက်သေဆုံးခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကAP လ1ရက်နေ့ကနေထုတ်ပြန်ပါတယ်။အဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်17ယောက်ပါဝင်ပြီးသေဆုံးသူတွေထဲမှာမကွေးတိုင်းက42ယောက်နဲ့အများဆုံးသေဆုံးခဲ့တယ်လို့ AAPP ကဆိုပါတယ်။သေဆုံးသူ86ယောက်ထဲက54ယောက်ဟာချမ်ပတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုမဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။